everyone basic grammar course လေးကနေပြန်လဲကြိုဆိုပါရစေ။တချို့ကတော့ English နာတရားမှာတခြားနာတရားဖြစ်ပါတယ်။တချို့တော့ဒီ grammar course လေးကိုပေါ့နော်လေ့လာနေကြတာဆိုရင်ဒီနေ့ဆိုရင်တော့ lesson 3ခုမြောက်ရှိပါဘူး။ lesson 3ပေါ့။ဒီနေ့မှာတော့တချို့တို့ present continuous tense အကြောင်းလေ့လာကြမယ်။ grammar tense တွေမှာအသုံးများတဲ့ present continuous tense လေးအကြောင်းလေ့လာကြည့်အောင်။ Okay အားဆိုစကြမယ်။ Okay ဒါဆိုရင်တော့ present continuous ကဘာလို့ဆိုလိုတာလဲဆိုတော့ present continuous ဆိုတာကကိုတခုခုလုပ်နေတဲ့အချိန်မှာပေါ့နော်မုတ်စားနေပြီးမိုးရွာနေပြီးပြေးနေပြီးဒါမျိုးတွေလုပ်နေတဲ့ကိစ္စတွေအခုလက်ရှိစကားပြောနေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ကိစ္စတွေကိုပြောချင်တယ်ဆိုရင် present continuous နဲ့သုံးလို့ရတယ်။ဒီပုံမှာဆိုရင် she is eating လေသူမကစားနေတယ်ပေါ့နော်။ဒီမှာသူကပြောနေ I'm eating ငါစားနေတာစကားပြောနေချိန်မှာသူကစားနေတာပေါ့နော်အခုလက်ရှိဖြစ်ပျက်နေတဲ့ကာလတွေဖြစ်ပျက်နေတဲ့အရာတွေကိုပြောချင်လို့ရှိရင် present continuous ကိုသုံးလို့ရပါတယ်။she is eating သူမကစားနေတယ် she isn't reading သူမကစာဖတ်နေတာမဟုတ်ဘူးစားနေတာပေါ့ပြီးရင် it's raining မိုးရွာနေတယ် the sun isn't shining နေမတာနေဘူး okay အဲ့လို present continuous ကိုရေးချင်တဲ့အခါမှာသူ့ရဲ့ pattern လေးက is are plus verb ing is are plus verb ing ငါတို့ verb to be တဲ့က is are နောက်မှာ verb ing ထည့်လိုက်မယ်ဆိုလို့ရှိရင်သူက present continuous tense ကိုရေးလို့ရပြီပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ဘာတွေကိုပြောချင်တဲ့အခါမှာသုံးလို့ရတယ်ဒီဘက်ကတခုကကြတော့ they are running သူတို့ကပြေးနေတယ် they are running they aren't walking သူတို့ကလမ်းလျှောက်နေတာမဟုတ်ဘူးဒါမျိုးဟုတ်တဲ့အရာတွေပြောချင်တယ်ဆိုရင် present continuous သုံးလို့ရတယ်ငြင်းချင်တယ်ဆိုလို့ရှိရင်လည်းပဲ is are ရဲ့နောက်မှာ not ထည့်လိုက်ရုံပဲ။ Okay နော်ဒါဆိုရင်ဒီမှာကြည့်အောင် the present continuous tense ဆိုတာကလည်း is are plus နောက်မှာ verb ing ပေါ့verb ing ဆိုတာဒီကျတော့ပုံမှန် verb တွေကိုနောက်က ing ထည့်လိုက်တာမျိုးပေါ့နော် doing do လုပ်သည်ဆိုရင် doing လုပ်နေသည် eat ဆိုရင် eating running writing ဒါမျိုးတွေနောက်ကနေပြီးတော့ ing ထည့်လိုက်တာပေါ့လားအဲ့တော့ဒီ I am ဆိုလို့ရှိရင်နောက်ကနေ ing ပေါ့နော် I am studying I am teaching I am learning I am reading I am sitting I am standing I am sleeping ဒီလိုမျိုး verb တွေဒီလိုမျိုးပြောလို့ရတယ်အဲ့တော့အငင်းထည့်ချင်လို့ရှိရင်လည်းတူတူပဲပေါ့နော် I am teaching now I am not sleeping ဒီချက်ဆိုအဲ့လိုပြောလို့ရ I am teaching now I am not sleeping ငါစာသင်နေရငါအိပ်နေရမဟုတ်ဘူးပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့ example sentence တွေကြည့်အောင် I'm working လေ I'm not watching TV ငါကအလုပ်လုပ်နေတာ I'm not watching TV ငါ TV ကြည့်နေတာမဟုတ်ဘူး Maria is reading a newspaper Maria က newspaper သတင်းစာတစ်စောင်ဖတ်နေတယ် she isn't eating သူမကစားနေတာမဟုတ်ဘူးပေါ့ isn't လို့မပြော she isn't eating လို့မပြောဘဲနဲ့ she's not eating လို့လည်းပြောလို့ရဒါပေမဲ့အဲ့လိုပုံစံကတော့တိတ်မသုံးကြပါဘူး isn't နဲ့သုံးတာပဲများတယ်ပေါ့နော်အငင်းဆိုလို့ရှိရင်လေပြီးတော့နောက်တစ်ကြောင်းက the bus is coming လေ bus ကလာနေပြီ we are having dinner ငါတို့ညစာစားနေတယ် you are not listening to me ငါပြောတာနားမထောင်သေးဘူးနော် you are not listening to me တေချာနားထောင်မယ်နော် you are not listening to me ငါပြောတာနားထောင်နေပြီနော်လို့ပြောလို့ရတယ်ပြီးတော့ the children are doing their homework ကလေးတွေကသူတို့ရဲ့ homework သူတို့ရဲ့ဒီအိမ်စာကိုလုပ်နေတယ်ပေါ့နော်အဲ့တော့ အမေစာ verb ing ဆိုတာဘာကိုပြောရလဲဆိုတော့ something is happening now တခုခုကအခုလက်ရှိဖြစ်ပျက်နေတယ်လို့ပြောချင်တာပါ I'm walking she is wearing a hat ဒီမှာကအုတ်ထုပ်တစ်လုံးဆောင်းထားတယ် they are playing football သူတို့ကဘောလုံးကစားနေတယ် I'm not watching TV ငါက TV မကြည့်နေဘူးအကြောင်းလေးထပ်ပြီးတော့ဖတ်ကြည့်အောင် please be quiet I'm walking တိတ်တိတ်နေစမ်းတိတ်တိတ်နေပါပေါ့ကျေးဇူးပြုတိတ်တိတ်နေပါငါအခုလုံးလုံးနေတယ် Look there is Sarah she is wearing a brown coat ကြည့်စမ်းဟိုမှာ Sarah ပဲသူကbrown coat အညိုရောင်ကုန်းကြီးဝတ်ထားတယ်အဲ့တော့သူကအခုဝတ်ထားတာပေါ့နော်အခုကုန်းကြီးအညိုရောင်ဝတ်ထားတာ The weather is nice it's not raining the weather is nice it's not raining ရာသီဥတုကတာယာတယ်မိုးမရွာနေဘူး Where are the children ကလေးတွေမှာလဲ they are playing in the park သူတို့ကပန်းခြံထဲမှာဆော်နေကြတယ်ဟုတ်ပြီဒီမှာဆိုရင်လည်းဒီတယောက်ကကိုယ့်ကိုပုံဆက်လို့ပေါ့နော်ငါတို့ခု dinner စားနေတယ်နောက်မှပြန်ခေါ်လို့ရမလားဆိုရင် We are having dinner now can I call you later ငါတို့ခု dinner စားနေတယ်ဒီမှာပြန်ခုနနေမှာပေါ့နော်ပြန်ခေါ်လို့ရမလား You can turn off the television I'm not watching it ဒီ TV ပိတ်လို့ရပြီငါကြည့်မနေဘူးဒီလိုမျိုးတွေသုံးလို့ရပါတယ်ပြီး spelling ပေါ့နော်ငါတို့ verb တွေရေးတဲ့အခါမှာဆိုရင် verb ing ပြောင်းတဲ့အခါမှာ verb ing ဆိုတာက verb ကို ing ထည့်လိုက်ရင်ပဲပေါ့ come ဆိုတာကို coming verb ing ထည့်လိုက်မယ် run ဆိုရင် running line ဆိုရင် lying write ဆိုရင် writing ပေါ့အဲ့လိုမျိုးဒီမှာဒီ verb ပြန်နောက်မှာ e ကိုဖြုတ်ပြီး ing ထည့်တာတွေ run ဆိုရင် n လုံးထပ်ပြီးရေးရတယ်ပေါ့နော် line ဆိုလို့ရှိရင် ling line လို့ပြန်ပြောင်းရေးတာလေ writing write ဆိုလို့ရှိရင် wing ing writing လို့ရေးတာတွေပေါ့နော်
sitting ဆိုလို့ရှိရင်ကျတော့ SITTING sitting ပဲအတီကိုနှလုံးထပ်ရေးတာမျိုးတွေရှိတယ်အဲ့တော့ဒါကိုဘယ်လိုမှတ်လို့ရလဲဆိုတော့ဒီကျတို့ကဒီစလုံးတွေမှာဆိုရင်ပေါ့နော်ဘာဝယ်ရဲ့နောက်က consonant စလုံးလာပြီဆိုလို့ရှိရင်အဲ့ဒီ consonant စလုံးကိုနှစ်ခုထပ်ရေးပြရတယ်ဘယ်လိုပြောချင်တာလဲဆိုတော့ဘာဝယ်ဆိုတာကပေါ့နော်ဒါလေးလည်းမှတ်ထားပါအင်္ဂလိပ်စာမှာဘာဝယ်ဆိုတာက AEIOU ကိုဘာဝယ်လို့ခေါ်ပါတယ် AEIOU အဲ့စလုံးလေးကိုဘာဝယ်လို့ခေါ်တယ်အဲ့ဒါမဟုတ်တဲ့ဟာတွေကိုじゃ consonant ခေါ်တယ်ပေါ့နော် B နဲ့တရာနဲ့လေအဲ့တော့ဒီမှာဆိုရင်ငါတို့ကဒီ AEIOU ရဲ့နောက်မှာပေါ့ဘာဝယ်ရဲ့နောက်မှာ consonant ရှိနေလို့ရှင်အဲ့ consonant ကိုနှလုံးချက်ပြီးတော့ပတ်ပိုင်းကြီးထည့်ရေးပြရတယ်ဒီမှာ U ကဘာဝယ်ဟုတ်တယ်နော် U ဆိုတော့ပြီးနောက်က N ကကြတော့ဘာဝယ်မဟုတ်ဘူး consonant အဲ့တော့ N ကိုနှလုံးချက်ပြီးတော့ running လို့ရေးလိုက်ရတယ်โอเคနော်အဲ့တော့ပြန်ငါတို့ကဘယ်လိုရှာလို့ရလဲဆိုတော့ AEIOU ပါလာရှာပေါ့ AEIOU တွေ့ပြီဆိုရင်အဲ့ဒီရဲ့နောက်ကစလုံးကိုနှလုံးထပ်ပြီးတော့ရေးလိုက်ပေါ့ဒီမှာဆို swimming ဆိုလည်းဒီတိုင်းပဲတွေ့လား I ပါတယ်နောက်မှာ M ပါနေတော့အဲ့ဒီ M ကိုနှလုံးထပ်ပြီးတော့ရေးရတယ်ဒီတချို့စလုံးတွေကြတော့ဒီတိုင်းကြက်ပေးရမယ့်ဟာမျိုးတွေလည်းရှိတယ် align line ကြတော့သူ့ကိုじゃ buff ing ကြတော့ lying ဆိုပြီးတော့ချက်ပေးရ Okay ဒါလေးကိုနားလည်ရင် exercise လေးလုပ်ကြည့်အောင်3.1လေ What are the people doing? Use the verb to complete the sentences ဒီလူတွေဘာလုပ်နေရလဲတဲ့ဒီ verb တွေကိုသုံးပြီးတော့မှဒီစာကြောင်းတွေကိုဖြည့်ကြည့်ပါ Number 1 she is eating an apple သူကပန်းဒီတစ်လုံးစားနေတယ်အပေါ်မှာ verb တွေပါတယ်ပေါ့နော်ပြီးတော့ HAB have ဆိုတာက HAB have align line လဲလျောင်းသည် PLY play စောကစားသည် SIT sit ထိုင်သည် WAIT wait စောင့်နေသည်ပေါ့အဲ့ဒီ verb တွေနဲ့ဒီမှာဖြည့်ပေးရမယ် Number 2ကသူကဘာလုပ်လဲ bus ကားမှတ်တိုင်မှာစောင့်နေတာဆိုတော့ he is waiting for the bus โอเคနော်အဲ့တော့ငါတို့မှတ်ထားမှာက grammar pattern တစ်ခုဆိုရင် present continuous လို့ပြောလိုက်တာနဲ့သူ့ရဲ့ grammar pattern ကအမိစာ verb ing ပုံစံနဲ့ရေးရမယ်ဆိုတာတန်သိနေရမယ် Okay Number 3သူတို့ကဘောလုံးကန်နေတယ်ဆိုတော့ဘယ်လိုရေးမလဲ They are playing football ပေါ့ Number 4ကကျတော့သူကချမ်းမြေမှာလဲလျောင်းနေတယ် Number 5ကသူကမိန်မနက်စာစားနေတယ် Number 6ကသူမကဒီဘက်မှာခြိုင်းနေတယ် Okay နော်အဲ့စာကြောင်းလေးလည်းရေးတတ်မယ်လို့ထင်ပါတယ်1 to 6အဖြေမဟုတ်ဘဲနဲ့စာကြောင်းတစ်ချောင်းတော့ပုံစောက်ထဲမှာခြားရေးကြည့်ပါစာကြောင်း6ကြောင်းဟုတ်ပြီ3.2လည်းဒီတိုင်းပဲ complete the sentences let's use these verbs ဒီ sentence တွေကိုဖြည့်ပါအပေါ်က verb တွေကိုသုံးပါ build တိဆောက်သည် cook ချက်ပြုတ်သည် go ကသွားသည်ဟုတ်တယ်နော် have ကရှိသည် stand ကမတည့်ရသည် stay နေထိုင်သည် swim ရေကူးသည် walk အလုပ်လုပ်သည်please be quiet တသိနေပါငါလုပ်နေတယ်ပြီးတော့ where is John မှာလဲသူက kitchen he is in the kitchen သူကမိဖို့ကြောင်ထဲမှာဆိုတော့သူကဘာလုပ်နေလဲ he is cooking okay နော်အဲ့လိုမျိုး present continuous ပုံစံနဲ့ပြောင်းရေးပြီးတော့မမေ့ပါနဲ့အမိစာ plus verb ing ပုံစံနဲ့ရေးပေးရ Number 3ကကြတော့ you plan on my food လေနင်ကငါခြေထောက်ပေါ်မှာရက်နေတယ်တဲ့အဲ့ဆို oh I'm sorry ငါတောင်းပန်ပါ you are standing on my foot okay you ဆိုရင် are နဲ့တွေ့သုံးမယ်နော်ဒီအများကိန်းနေဆိုရင် are နဲ့တွေ့သုံးမယ်အနည်းကိန်းဆိုရင် is နဲ့တွေ့သုံးမယ်အဲ့ဒါကတော့အရှိ unit မှာပါတဲ့အတိုင်းပါပဲlook လေကြည်စမ်းတရားရောက်ကမြေထဲမှာရေကူးနေတယ်ဖြစ်တယ်မယ်နော် and we are here on holiday ငါတို့ကဒီမှာ holiday အားလည်းအကြောင်းရောက်လာတာ we plan at the city center hotel ငါတို့က city center hotel မှာတဲမှာနေမှာဆိုရင်တော့ stay နဲ့ရေးလို့ရတယ်စရေးတယ်မယ်ထင်ပါတယ်3.3က look at the picture write sentences about Jane ပုံဝင်ကြည့်ပါလေ Jane နဲ့ပတ်သက်ပြီးတော့စာကြောင်းလေးကိုရေးကြည့်ပါဘယ်လိုရေးရမလဲဆိုတော့ she is supposed to be as ပေါ့နော် she's verb ing she isn't verb ing အဲ့လိုမျိုးလေးရေးကြည့်ကြမယ်ပုံမှာဆိုရင်သူကညစာစားနေလားမစားနေဘူးအဲ့တော့ she isn't Jane isn't ပေါ့ပထမဆုံးစာကြောင်းမှာတော့ Jane နဲ့ရေးမယ်ဟုတ်တယ်နော်အောက်ကစာကြောင်းတွေမှာ she နဲ့သုံးလို့ရတယ်အဲ့ဒါမှတ်မိလား pronoun အသုံးပြုတဲ့ပုံစံလေးလေကျတော့ lesson 1မှာပြောသွားခဲ့ရေပေါ့နော် pronoun လို့သုံးလို့ရတယ် okay အဲ့ဒါကိုမှတ်မိရဆိုရင်တော့ကိုယ်တခြားစာလိုက်မှတ်ထားလို့ပေါ့နော်အဲ့လိုပြန်ဆက်လို့ရတယ် Number 2ကသူက TV ကြည့်နေလားကြည့်နေတယ်အဲ့တော့ she's watching TV okay အဲ့လိုမျိုးတကယ်လို့ရင်လုပ်တဲ့ဟာတွေမလုပ်လို့ရှင်じゃ isn't နဲ့ Number 8ရေးကြည့်ပါနောက်တစ်ခုက3.4 what is happening now လေအခုဘာတွေဖြစ်နေလဲတဲ့ကိုယ့်အတွက်မှန်ကန်တဲ့ true sentences တွေရေးပေးပါပေါ့နော်အဲ့တော့ I wash my hair ငါခေါင်းလျှော်နေတယ်မလျှော်နေဘူးလေအဲ့တော့ I'm not washing my hair ပြီးရင်နှင်းကြနေလားဒီမှာတော့နှင်းမကြဘူးပေါ့နော်ဝေးသေးအဲ့တော့ it isn't snowing ပေါ့ပြီးရင် I sit on a chair တဲ့ငါကပလက်ထိုင် chair ပေါ့ပလက်ထိုင်ပေါ်မှာထိုင်နေလား
I'm not sitting on a chair အဲ့လိုမျိုးကိုအတွက်မှန်ကန်တဲ့စာကြောင်းလေးတွေကိုရေးကြည့်ပါအဲဆိုရင်တော့အခု present continuous နဲ့ပတ်သက်တဲ့စာကြောင်းတွေရေးတာတွေပြီးအမြင်ပေါ့နော် negative program တွေရေးတာတွေနဲ့ရေးတာတွေကိုသိသွားပြီလို့ထင်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုကကျတော့ငါတို့ present continuous နဲ့ပတ်သက်တဲ့မေးခွန်းပေါ့အရှိက verb to be တော့လည်းပဲဒီချက်တို့စာကြောင်းလေးရင်းနှီးကိုလေ့လာခဲ့တယ်ပြီးအငင်းရင်းနှီးလေ့လာခဲ့တယ်ပြီးတော့မေးခွန်းရင်းနှီးလေ့လာခဲ့တယ်ပေါ့နော်ဒီမှာလည်းပဲအဲ့လိုပဲစာကြောင်းရေးပြီးသွားပြီအငင်းရေးပြီးသွားပြီဆိုတော့အခုမေးခွန်းရင်းနှီးကိုလေ့လာရ present continuous မေးခွန်းရင်းနှီးကလည်းပဲလွယ်လွယ်လေးပါပဲသူက present continuous နဲ့ပတ်သက်တဲ့မေးခွန်းတွေရေးမယ်ဆိုလို့ရှိရင်အဲ့ဒီ verb to be am စာပေါ့နော် am စာကိုရှေ့ထုတ်လိုက်အောင် okay အဲ့တော့ she is working သူကအလုပ်လုပ်နေတယ်အဲ့ဆိုပုံမှန်ရိုးရိုးစာကြောင်းလေးပေါ့သူမကအလုပ်လုပ်နေရဆိုရင် she is working သူမကအလုပ်လုပ်နေလားလို့မေးချင်လို့ရှိရင်ကြတော့ is she working ဒါမျိုး is လေးကိုရှေ့ထုတ်လိုက်ရဟုတ်ပြီနော် I'm working ဆိုရင် I am ဆိုရင် am I doing am I working he is working ဆိုရင် is he working she is going ဆိုရင် is she going is it raining ဆိုရင် is it raining we are staying ဆိုရင် are we staying you are going ဆိုရင် are you going ဒါမျိုးလေးမေးလို့ရပါတယ်အဲ့တော့နောက်မှာမေးခွန်းဆိုလို့ရှိရင်တော့နောက်မှာ question mark ထည့်ဖို့မမေ့နဲ့နော်အဲ့ဒါလေးမပြောလို့ရမေးခွန်းဆိုရင်နောက်မှာလေမေးခွန်းသင်ပေးတာဖြစ်တဲ့ question mark လေးထည့်ရပါမယ်အရှိရ lesson တွေမှာလည်းဒီတိုင်းပဲမေးခွန်းသင်ပေးတာဖြစ်တဲ့ question mark လေးထည့်ရအောင် okay ဒါဆိုရင်ဒီမှာစာကြောင်းလေးတွေဖတ်ကြည့်အောင် Are you feeling okay မင်းအဆင်ပြေလား Yes I'm fine thanks ပေါ့ပြီးတော့ It is raining မိုးရွာနေတယ် Yes ဟုတ်တယ် take an umbrella ထိယူသွားပါ Why are you wearing a coat It's cold ဘာလို့ကိုယ်ကြီးဝေးထားလဲအေးနေတာ What is Paul doing Paul ကဘာလုပ်နေလဲ He is studying for his exam သူကသူ့ရဲ့စာမွေးအတွက်လေ့လာစာလုပ်နေတယ်ပေါ့ What are the children doing ကလေးတွေဘာလုပ်နေလဲ They are watching TV သူတို့ TV ကြည့်နေတယ် Look there is Emily Where is she going ကြည်စမ်းဟိုမှာ Emily ပဲသူမပဲသွားနေလဲပြီး Who are you waiting for မင်းတို့စောင့်နေရလဲ Are you waiting for Sue ကိုစောင့်နေရလားဒီလိုမျိုးစာကြောင်းလေးတွေကြည့်လို့ရပါတယ်။အဲ့ဆိုရင်နောက်တစ်ခုကကြတော့ငါတို့ story the word or စလုံးရည်အစဉ်လိုက်လေးကိုလေ့လာကြည့်အောင်။စလုံးရည်အစဉ်လိုက်လေးတွေဘယ်လိုရေးရလဲဆိုတာပေါ့နော်။အော်ဒီမှာလည်းပဲဒီတိုင်းပဲအရှိရ lesson မှာပြောခဲ့သလိုပဲဆရာတို့အများနဲ့ verb to be ဆိုလို့ရှိရင်ပေါ့နော် verb to be ကိုရှေ့မှာရေးရမယ်။ပြီးရင်ဒီမှာလည်းပဲဒီငါတို့ WH question ထည့်ရေးလို့ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော် WH question အကြောင်းတော့ဒီချက် lesson 2မှာအသေးစိတ်ပြောခဲ့ရပါတယ် lesson 2ကိုမကြည့်ကြရဆိုလို့ရှိရင်တော့ဒီ playlist ဘေးနားမှာ playlist မှာသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော် share channel ရဲ့ playlist မှာလည်းကြည့်လို့ရတယ်ပထမဆုံးအနေနဲ့ကငါတို့က amaze ပေါ့နော် verb to be တော့လာမယ်ပြီးတော့ subject လာမယ်ပြီးရင် verb final ကြည့်လာ okay အဲ့တော့ is he working today ဒီနေ့လှုပ်လေးလားပြီးဘာဒီနေ့လှုပ်လေးလားဆိုရင် is Ben working today ပြီးတော့ဒီနေ့ဘာမှအလုပ်လုပ်နေလဲပေါ့အဲဆိုရင်ပွဲရတာပေါ့ရှေ့ဆုံးမှာပွဲရလေးထည့်လိုက်ရင်ပဲဟုတ်တယ်နော်အရှိရ unit နဲ့တူတူပါပဲရှေ့ဆုံးမှာ WH question လေးထည့်လိုက်ရုံပဲပြီးနောက်ကဟာတွေကဒီတိုင်းပြန်လိုက်ရပြီအဲ့တော့ where is Ben working today ပေါ့ဘာကဒီနေ့ဘယ်နေရာမှာအလုပ်လုပ်နေလဲနောက်တစ်ခုကသူတို့ဘယ်ကိုသွားနေရလဲဆိုရင် where are they going ဒီမင်းဘယ်သူနဲ့သွားတွေ့မှာလဲဆိုရင် who are you meeting 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 မင်းဘယ်သူနဲ့သွားတွေ့မှာလဲပြီးတော့ where are those people going သူတို့အဲ့လူတွေပဲသွားနေရလဲ not လေ where are going those people ဆိုပြီးတော့ရေးလို့မရဘူးပေါ့နော်စာတန်းအဲ့လို order sentence အထားအတူပုံစံလေးမှန်အောင်ပြန်စွာနဲ့ရေးပြရမယ် okay အဲ့လိုမျိုးမေးခွန်းလေးတွေကိုလည်းငါတို့က short answer အဖြေတော်တော်လေးနဲ့ပြန်ဖြေလို့ကြသေးတယ် short answer နဲ့ပြန်ဖြေမယ်ဆိုရင်လည်းဟုတ်တယ်ဆိုလို့ရှိရင်ပေါ့နော်ငါတို့ verb to be နဲ့စတဲ့မေးခွန်းတွေက yes no question လားမေးခွန်းဆိုပြီးဒီချက်ရှိသင်ခန်းစာမှာပြောခဲ့တယ်မှတ်မိမယ်နော်ဒီမှာလည်းပဲဒီတိုင်းပဲပေါ့ verb to be နဲ့စတယ်ဆိုလို့ရှိရင်အခုလုံနေလားမလုံနေဘူးလားလုံနေရဆိုရင် yes မလုံနေဆိုရင် no ပေါ့နော်နောက်မှာじゃအဖြေလေးတွေကသူလုံနေရဆိုရင် yes he is ငါလုံနေရဆိုရင် yes I am ပေါ့ပြီးတော့မလုံနေဘူးဆိုရင် no he isn't no they aren't ဒါမျိုးတွေပြောလို့ရတယ်အဲ့တော့ဒီမှာ example ကြည့်အောင် Are you going now လေအမေခုသွားမှာလားလေသွားမယ်ဆိုရင် yes I am ငါသွားမှာအဲ့တော့ငါတို့ကအဲ့မိကုန်းကိုဒီအဖြေပြန်ဖြေတဲ့အခါမှာဘာကိုကြည့်လို့ရလဲဆိုမိကုန်းလေးကိုပြန်ကြည့်ပေါ့မိကုန်းက are you မိကုန်းက are you ဆိုလို့ရှိရင်တော့အဖြေကတော့ I am ဆိုပြီးတော့ပြန်ဖြေရမှာပေါ့နော်မင်းလုံနေလားအဖြေကတော့ငါလုံနေတယ်ဆိုပြီးတော့ပြန်ဖြေတာဖြစ်တဲ့အတွက်ကြောင့်လို့အဲ့ဒါတော့မှတ်ထားပါ are you နဲ့မေး I am နဲ့ပြန်ဖြေရမယ်ဆိုတာလေတကယ်လို့is he ပေါ့ is he going now ဆိုရင် yes he is အဲ့လိုပြန်ဖြေလို့ရတယ်
ဒုတိယမြောက်စာကြောင်းကကြတော့ is Van working today ဗန်ဒီနေ့လုံးနေလားအဲ့တော့လုပ်တယ်ဆိုလို့ရှိရင်ကြတော့ yes ပေါ့လုပ်တယ်ပြီးရင်အရှိကိုပြန်ကြည့်လိုက်အရှိမှာ is နဲ့မေးထားရမလားကိုကပြန်ဖြေတဲ့အခါမှာလေ is နဲ့ပဲပြန်ဖြေပေးရမယ် yes he is ရမယ်နော် is it raining မိုးရွာနေလားမရွာနေဘူး no it isn't ဒီမှာလေ it နဲ့ပဲပြန်ဖြေထားတယ် are your friends staying at a hotel မင်းတကယ်ကြီးနေ hotel မှာနေနေလားလေ no they aren't သူတို့မနေနေဘူး they are staying with me သူတို့ငါနဲ့နေနေကြတာဟုတ်ပြီဒါဆိုရင် present continuous နဲ့ပတ်သက်တဲ့မေးခွန်းတွေလည်းတိဆောက်တတ်သွားပြီနော် exercise လေးဖြည့်ကြည့်ကြမယ်ကိုကျွမ်းတော့ 3.1 လေ look at the picture and write the question လေပုံတွေကိုကြည့်ပြီးတော့ငါတို့မေးခွန်းလေးရေးပေးရမှာပေါ့နော်မေးခွန်းစလုံးလေးတွေကတော့စောအကုန်လုံးတော့ပေးမထားဘူးကိုကကိုဒီပုံစံ order အမှန်လေးနဲ့စလုံးမှန်ကန်လေးပြန်ရေးပေးရမယ် you watch it အဲ့တော့ are you watching it ပေါ့မင်းဒါကိုကြည့်နေလား no မကြည့်နေဘူးyou can turn it off မင်းပိတ်လို့ရပြီပြီးရင်နံပါတ်2ကကြတော့ဒီမှာတော့အပြင်ထွက်တော့မယ်ပေါ့နော်အပြင်ထွက်တော့မယ်ဆိုတော့ဒီတယောက်ကမေးတယ်မိကုန်းလေးမေးတော့ဟိုက yes ဟုတ်တယ် see you tomorrow အမေအခုသွားတော့မှာလားare you going now ပေါ့ are you going now ဘယ်လိုမျိုးလို့ရတယ်ဟုတ်တယ်နော်ပထမဦးဆုံးအနေနဲ့ငါတို့ကဒီ verb to be ဟိုအရင်ဆုံးရေးရမယ်ရေးပြီး subject လာမယ်ပြီးတော့နောက်ကနေ verb final ကြည့်လာဟုတ်တယ်နော်you လို့ပြောထားတဲ့အတွက်ကြောင့်မလို့ verb to be က are ဖြစ်ရမယ် you နဲ့တွဲတာ are ကို are ပြီးတော့ subject က you ပြီး verb final ကြည့်ဆိုတော့ are you going now နံပါတ်3လည်းရေးတတ်မယ်ထင်ပါတယ်နံပါတ်4နံပါတ်5နံပါတ်6 okay အဲ့ဆိုရင်တော့ရေးကြည့်အောင်4.2လည်းဒီတိုင်းပဲ look at the picture and complete the question သူလည်းပုံလေးကြီးကြည့်ပြီးမှဒီကုန်းလေးဖြည့်ပေးရမှာသူကကြတော့ verb တွေကိုပေါ်မှာပေးထားတယ်ပေါ့နော် verb တွေက cry ငိုသည် eat စားသည်ပိုးသွားသည် love ရည်သည် look at ကြည့်သည် read ဖတ်သည်နံပါတ်1ဆိုရင်ဒီတယောက်က what are you reading နင်ဘာတွေဖတ်နေရလဲနံပါတ်2ကသူအပြင်ထွက်တော့မှာဆိုတော့ where သူမဆိုတော့ where is ပေါ့ she နဲ့ပေးထားတော့ is လေ where is she going ပေါ့နံပါတ်3စားနေရတာအဲ့တော့ what are you eating နံပါတ်5ကသူတို့တွေဘာကြည့်နေကြရလဲဆိုတော့ what are they looking at သူတွေဘာကြည့်နေကြရလဲနံပါတ်6သူဘာလို့ကြည့်နေရလဲ why is he laughing ဟုတ်ပြီနော်ဒါရီအထွေးတာအကုန်ပြောလိုက်အဲ့ဆိုပြန်တော့ရေးကြည့်တာမယ်နော်တစ်ခါတော့စာကြောင်းလေးပေါ့ကိုပြန်ရေးကြည့်ပါ4.3 main question from this wall လေဒါကတော့ဒီစလုံးဒီမေးခွန်းလေးတွေကနေဒီပြောက်တော့ပေးထားတဲ့ဟာတွေကိုမေးခွန်းတွေလုပ်ပေါ့နော်အဲ့တော့ငါတို့ကတိထားမှာက WH question ပါလို့ရှင် WH question ကိုရှေ့ဆုံးမှာထည့်လိုက် WH question မပါလို့ရှင်တော့ verb to be လာမယ်ဒီ subject လာမယ်ပြီးတော့ define ကြည့်ပေါ့ WH question ပါရင် WH question ကရှေ့ဆုံးမှာပြီး verb to be subject define ကြည့်ဟုတ်ပြီနံပါတ်1ဆိုရင်ကတော့ WH question မပါဘူးမပါတဲ့အတွက် verb to be ဆိုတော့ is ကိုရှေ့ဆုံးမှာရေးမယ် is Van working today နံပါတ်2က WH question ပါတော့ WH question what ကိုအရင်ဆုံးရေးလိုက်တယ်ပြီးရင်တော့ပုံမှန်အတိုင်းပဲ verb to be are what are the children doing နံပါတ်3က verb to be မပါတော့မဟုတ်ပါဘူး WH question မပါတော့ verb to be ဆိုရယ် are ကိုရှေ့ဆုံးမှာရေးမယ် are ပြီးတော့ subject ဆိုတော့ you ပြီး verb final ဆိုတော့ listening နောက်ဆုံးအကြံနဲ့ဟာ to me are you listening to me အဲ့ဆိုရင်ရေးတတ်မယ်လို့ထင်ပါတယ်ဆက်ရေးကြည့်ပါ4.4က write short answer လေအမှန်ကန်တဲ့အဖြေလေးရေးပါတဲ့ yes I am no he isn't ဒါမျိုးလေးပေါ့နော်အဲ့တော့ကိုယ့်အတွက်မှန်ကန်တဲ့အဖြေလေးရေးနော်ကိုယ့်အတွက်မှန်ကန်တဲ့အဖြေ are you watching TV no I'm not are you wearing a watch နိုင်ဝတ်ထားလားဆိုတော့မဝတ်ထားဘူးတခြားတော့အဲ့တော့ no I'm not ပေါ့ဒါဆိုရင်တော့ဒီပြ lesson 3မှာ present continuous ကိုစာကြောင်းလေးရေးတာအငင်းရေးတာနဲ့မေးခွန်းရေးတာလေးတွေရသွားပြီလို့ထင်ပါတယ်အဲ့ဆိုရင်တော့အခုချိန်ထိ lesson 3ထိရောက်လာတာကိုခုံယူပါတယ်အင်စာလေးလေးလိုက်လုပ်မယ်လို့ထင်ပါတယ်နောက်ထပ်သင်ခန်းစာတွေပြန်လည်တွေ့ရ